တင်းဟာအလုပ်တွေရှုပ်ပြီးအများနဲ့မေးတတ်နေလားဒါမှမဟုတ်စိတ်ဖိစီးမှုတွေကြောင့်အာယုံစူးစိုက်ရခက်နေပြီလားဒါဆိုရင်တော့တင်းအုံနောက်ကို upgrade လုပ်ဖို့အချင်းတန်ပါပြီဘာသာရေးတသက်လို့လူတွေထင်နေတဲ့တရားထိုင်ခြင်းဟာတကယ်တော့အုံနောက်အတွက်အကောင်းဆုံး gym တစ်ခုချစ်တယ်ဆိုတာ Harvard တက္ကသိုလ်ကသိပ္ပံနည်းကျသက်သေပြလိုက်ပါပြီတနည်းကို28မိနစ်ပဲတရားထိုင်ပြီးရုံနဲ့တင်းအုံနောက်တီဆော့ပုံကို10ပတ်အတွင်းပြောင်းလဲပြနိုင်မယ့်နီလန်းကိုအခုပဲကြည့်လိုက်ရအောင်ဗျာ Harvard ကသူတည်တည်ဟာတရားမထိုင်ဘူးလေလူ19ဦးကို10ပတ်ကြာတတိပဋ္ဌာန်တရားကျင့်ကြံခိုင်းပြီး MRI စက်နဲ့စစ်ဆေးခဲ့ပါတယ်တရားမထိုင်တဲ့သူတွေနဲ့ရှိရင်တရားထိုင်သူတွေရဲ့အုံနောက်ထဲက gray matter လို့ခေါ်တဲ့အုံနောက်ဆဲလ်တွေဟာပုံမသိပ်သဲလာတာကိုတွေ့ရပါတယ်နံပါတ်3မှတ်ဉာဏ်ပိုင်း left hippocampus ဖွံ့ဖြိုးလာလို့သင်ယူမှုနဲ့မှတ်ဉာဏ်ပိုကောင်းလာစေပါတယ်နံပါတ်2ကိုချင်းစာတရား temporal parietal junction တိုးတက်လာလို့တပားသူကိုပုံမနားလည်ပေးနိုင်လာပါတယ်နံပါတ်3အသီးစိတ် posterior cingulate cortex ကြောင့်မိမိကိုယ်ကိုပုံမသိမြင်လာစေပါတယ်နံပါတ်4စိတ်ခံစားချက် cerebellum ရဲ့နောက်ဆုံးချက်ကြောင့်စိတ်ဖိစီးမှုတွေကိုထိန်းချုပ်နိုင်စွာမြင့်မားလာပါတယ်ဒါကြောင့်တရားထိုင်ခြင်းတတိပဋ္ဌာန်တရားဟာဘာသာရေးတသက်မဟုတ်ပဲအုံနောက်ကိုပြန်လဲပြင်းပေးနိုင်တယ် neuroplasticity ဒီလန်ကောင်တစ်ခုဖြစ်ပါတယ်အခုလိုသိပ္ပံနည်းကျတက်တည်ပြထားတဲ့အုံနောက်လေ့ကျင့်ခန်းကိုဒီနေ့ကစပြီးစမ်းကြည့်ဖို့အဆင်သင့်မယ်လားတင်းရဲ့တငယ်ချင်းတွေပါဒီဘူးတူတာကိုတည်သွားအောင် share ပေးခဲ့ဖို့မမေ့နဲ့အောင်နော် Amazing News Channel ကိုလည်း follow လုပ်ထားကြဖို့မမေ့ပါနဲ့အောင်နော်ပရိသတ်ကြီးအားလုံးစိတ်အေးချမ်းသာရပြီးထက်မြက်တဲ့အုံနောက်စွမ်းအားတွေကိုပိုင်ဆိုင်နိုင်ကြပါစေကျေးဇူးတင်ပါတယ်